ပရိသတ်ကြီးပေါင်းမင်္ဂလာပါ CC ပါ Sports ကနေကြိုဆိုပါရစေအားလုံးပဲစောင့်မျှော်နေကြတဲ့မြန်မာမျိုးသမီးလိပွဲစဉ်တစ်ခုလာမယ့်ဇွန်လ15ရက်နေ့ကစပြီးအကျိတ်အနေရှင်ပြန်ကစားကြတော့မှာဖြစ်ပါတယ်ဗီဒီယိုလေးမစခင်ကျွန်တော်တို့ရဲ့ CC ပါ Sports စာမျက်နှာကို follow လုပ်ထားဖို့မမေ့နဲ့အောင်နော်ပထမဆုံးပွဲစဉ်အနေနဲ့ဇွန်လ15ရက်တနင်္လာနေ့ညနေ4နာရီမှာတော့တူဝနာကွင်တွင်ရှမ်း United အသင်းနဲ့ ISPE အသင်းတို့ထိပ်တိုက်တွေ့ဆုံနေပါတယ်ဒီပွဲကိုတော့ NRTV4 နဲ့ပြုံးပလေး Sport YouTube Channel တို့ကနေတိုက်ရိုက်ပြသသွားမှာပါဇွန်လ16ရက်အင်္ဂါနေ့မှာတော့ပွဲကြီးပွဲကောင်း2ပွဲရှိပါတယ်ညနေ3နာရီခွဲချိန်ပဒုံမာကွင်းမှာရန်လိုင်ယွန်နက်အသင်းနဲ့မြောက်ရီအသင်းတို့ကစားမှာဖြစ်ပြီးဒီပွဲကိုတော့ Readers Channel နဲ့ပြုံးပလေး Sport YouTube တို့ကနေကြည့်ရှုနိုင်မှာပါအဲ့ဒီနေ့ရဲ့တစ်ချိန်နဲ့ညနေ3နာရီခွဲမှာပဲ YUSC ကွင်းအတွင်းရန်ကုန် United အသင်းနဲ့ရတနာဘုံအသင်းတို့ပြိုင်ဆိုင်မှုပြင်းထန်ဦးမှာဖြစ်ပါတယ်ဒီပွဲကိုတော့ NRTV4 နဲ့ပြုံးပလေး Sport YouTube တို့ကနေတိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်ဇွန်လ18ရက်ဗုဒ္ဓဟူးနေ့မှာလည်းဆွဲဆောင်မှုရှိတဲ့ပွဲစဉ်2ပွဲဆက်တိုက်ရှိနေပါတယ်ညနေ3နာရီခွဲပဒုံမာကွင်းမှာရန်ကုန် City အသင်းနဲ့ဇွဲကပင် United အသင်းတို့ရင်ဆိုင်ရမှာဖြစ်ပြီး Readers Channel နဲ့ပြုံးပလေး Sport YouTube တို့ကနေတိုက်ရိုက်ကြည့်ရှုနိုင်မှာပါနောက်ဆုံးပွဲစဉ်အနေနဲ့ဇွန်လ18ရက်နေ့ညနေ4နာရီမှာတော့တူဝနာကွင်တွင်တစ္ဆာအမှန်အသင်းနဲ့အေယာဝတီအသင်းတို့ပွဲကြီးပွဲကောင်းကစားကြမှာဖြစ်ပါတယ်ဒီပွဲကိုလည်း NRTV4 နဲ့ပြုံးပလေး Sport YouTube တို့ကနေတိုက်ရိုက်ပြသသွားမှာပါပရိသတ်ကြီးတို့အနေနဲ့ကောဘယ်အသင်းတွေကိုအားပေးကြမလဲဆိုတာကွန်မန့်မှာရေးပေးခဲ့ကြပါဦးအားလုံးပဲပွဲကောင်းတွေနဲ့အတူပျော်ရွှင်နိုင်ကြပါစေခင်ဗျာ